စိုက်ကယ်မော်တာကိုအဖုံးပိတ်ပြီးကော်ကတ်ပြီးတော့လေအဖုံးပိတ်ထားရင်တော့မှလုံခြုံမှုရှိလားမရှိလားဆိုတော့တော့ခုပြပေးမယ်နော်ဟုတ်ဒီမှာဒါတစ်တော့ကနေပြီးတော့တွေ့ပြီးကျွန်တော်စီကို service လုပ်ဖို့လာပို့တဲ့ဘိန်းလေးသူကဒါဟိုတောင်တကုံဘက်ကနေပြီးတော့ကားနဲ့တင်ပြီးလာပို့တာပေါ့နော်ဒီဘိန်းလေးကတော့လှည့်ပြီးလီဗာဆွဲလိုက်တဲ့အခါမှာမော်တာကလဲခြင်းလို့မလဲခြင်းလို့ဒါပေမဲ့လုံးဝမလဲဘူးမော်တာကအတန်မီတယ်အတန်ကြားနေရတယ်ဂွီးနဲ့အတန်ကြားနေတယ်ဒါပေမဲ့မလဲဘူးလုံးဝမလဲဘူးလှုပ်ယုံလေးလှုပ်ပြီးတော့ရက်နေအဲ့တော့မော်တာဖွင့်ကြည့်လိုက်တယ်မော်တာပြပေးမယ်နော်မော်တာဖွင့်ကြည့်ရတယ်မော်တာထဲမှာရေတွေနော်မိုးရင်းမှတော့မော်တာရေဝင်တာတော့အထူးဆန်းမဟုတ်ဘူးဒါပေမဲ့သိအောင်ပြောပြချင်တာဒီမှာကော်တွေအပြည့်ပိတ်ထားတယ်ကော်အပြည့်ပိတ်ထားတယ်နော်ဒီမှာအဖုံးမာကြီးလဲကော်တွေအပြည့်ပဲအဲ့လိုကော်ပိတ်တော့လုံလားဆိုတော့အခုဒီမှာလက်တွေ့ပဲအဲမှာရေတွေနဲ့နော်အဲ့တော့ကော်ဘယ်လောက်များလဲမများလဲဆိုအဖုံးတော်မနေရိုက်ချုပ်ရတယ်အော်ဒီဘက်ဆိုရင်နက်တွေအကုန်ဖြုတ်လိုက်ပြီနက်ဖြုတ်ထားတော့မှအဖုံးကမပြုတ်သေးဘူးကော်နဲ့ကတ်နေတာဒါပေမဲ့ကော်ကတ်ထားလဲအထက်မှာရေကရှိနေနော်တော့မော်တာဆေးမယ်မော်တာပြန်ဆေးမယ်စန္နာကြီးလည်းထိထားတယ်နော်စန္နာကြီးထည့်မယ်ထည့်ပြီးတော့မော်တာပြန်လုံးမယ်ပြီးတော့သူကတန်းလိုင်းဝင်နေလဲပဲ့နေတယ်နော်စန္နာကြီးတွေလည်းလဲမယ်ဒီအဲ့လေးလာပြောပြပေးတာကော်ထည့်ထားလဲမော်တာကမလုံးဆိုတော့အဓိကဘာလုံးမှလဲမော်တာကကော်နဲ့ပိတ်ပြီးလဲရေအိုင်ထဲကိုဖြတ်မမောင်းဖို့လိုတယ်နော်ရေအိုင်နဲ့ဖြတ်မမောင်းမှကိုရမှာရေအိုင်နဲ့ဖြတ်မောင်းရင်တော့ရေဝင်မှာပဲပြောချင်တာဗျာမော်ဒပတိဘိန်းတစ်စီးကိုမိုးရည်တယ်တီးလို့ရလားဆိုပတိဘိန်းကိုမိုးရည်တယ်တီးလို့ရတယ်ဒါပေမဲ့ရေအိုင်နဲ့တော့ဖြတ်မောင်းဖို့မလွယ်ဘူးဖြတ်မောင်းရင်တော့ရေကတော့ဝင်မှာပဲနော်ကော်တွေထပ်ပိတ်လည်းဝင်မှာပဲဒါလေးပြပေးတာပါ